အင်တာနက်တစ်လကို40ဘတ်ပဲစမှတ်တဲ့နည်းသိချင်ကြလားသိချင်နေဆိုရင်ဒီဗီဒီယိုဖိုင်လေးပြီးဆုံးကြည့်နော်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ကဒီထဲဆိုရဲဒီ software ပေါ့နော်အဲ့ဒီဟာကိုရှိဖို့လိုတယ်မရှိဘူးဆိုရင်ကျွန်တော် Play Store မှာတော့တောင်းပါနော်ပြီးတော့ဆိုရင်ဒီမှာကျွန်တော် package ဆိုတဲ့နေရာလေးနော်ကျွန်တော်များပြပေးထားတယ်အဲ့ဒီနေရာလေးကိုကျွန်တော်နှိပ်လိုက်အရင်ဆုံးနော် package ကိုနှိပ်ပြီးတော့ဆိုရင်အမှကျွန်တော်များပြပေးထားတဲ့နေရာကိုဒီဘယ်ဘက်ကိုပေါ့နော်ပြေးဆွဲပြီးတော့မှအဲ့များပြပေးထားအောင်နှိပ်လိုက်ပြီးရင်ဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့1ရက်2ရက်3ရက်ပေါ့နော်အစားတစ်ဖြင့်ကျွန်တော်15ရက်30 90ဆိုပြီးတော့ရှိရပေါ့နော်ကျွန်တော်ဒီမှာရက်30ကိုကျွန်တော်စမှတ်ပဲနော်ပြီးတော့ဆိုရင်0 GB ကိုကျွန်တော်ရွေးပေးနော်ပြီးရင်ထပ်မှန်ပြီးတော့0ပဲ0မိနစ်ပဲကျွန်တော်0မိနစ်ပဲရွေးထားဒီမှာနော်0မိနစ်ပဲရွေးထားထပ်မှန်ပြီးတော့ကျွန်တော်တို့ဒီမှာတစ်ခုပို့ပြီးတော့ရွေးချယ်နိုင်ပါသည်ဆိုတဲ့နေရာအဲမှာအများပြပေးတာဟာနှိပ်ထပ်မှန်ပြီးတော့မှအဲ့ဒီအမှန်ချစ်ကိုဖြုတ်လိုက်အမှန်ချစ်ကိုကျွန်တော်ဖြုတ်ရမယ်နော်အဲ့ဒီနှစ်ခုဖြုတ်ပြီးတော့ဆိုရင်ဒီမှာ game application ဆိုတာတွေ့လားအဲ့ဒီဟာကိုအမှန်ချစ်နှိပ်လိုက်ဒီနေရာမှာမေးစရာတစ်ခုရှိတာ game နဲ့နှိပ်ရင် game ပဲဆော့ရမလားဆိုပြီးတော့မှအကုန်လုံးကြည့်လို့ရရနော်အင်တာနက်အကုန်သုံးလို့ရတယ်ဒီမှာနော်ဒီရက်ပေါင်း30မှာ40ဘတ်ပဲရှိတယ်နော်ရက်90ဆိုရင်60နဲ့တစ်ဘတ်ပဲအရန်တန်တယ်နော်အပေါ်ဆွဲတင်ပါနော်အပေါ်ဆွဲတင်ပြီးတော့ဒီမှာကျွန်တော်တို့ဒီရှေ့တို့ဆိုတဲ့ဟာကိုကျွန်တော်တစ်ချက်နေမှာနော်ဒီနေရာမှာကျွန်တော်ကပတ်စံကညှို့သွားတယ်ပတ်စံကညှို့သွားတယ်ဆိုတာအင်တာနက်ဖွင့်ဟွာလောက်ထားလို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်80နဲ့20နဲ့9ဘတ်ပဲကျန်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်15ရက်ပဲကျွန်တော်စမှတ်လိုက်တယ်ဒါစမှတ်ပြီးတော့ဒီမှာ2ဘတ်ကျန်နော်2ဘတ်ကျန်ထပ်မှန်ပြီးတော့ဒီဟာကျွန်တော်တို့ application ပြီးဒီအဲ့ဒီပိုင်းပြီးတော့ဆိုရင်နောက်ထပ်တစ်ပိုင်းကဒီမှာ VPN ပေါ့နော် VPN လိုအပ်တယ်ပေါ့နော်အဲ့ဒါကျွန်တော် Play Store မှာdownload လုပ်ရတယ်အဲ့ဘယ်လိုဖွင့်ရလဲဆိုတော့အမှာကျွန်တော်လုပ်ရမယ့်အပိုင်းကိုကြတော့အပေါ်ဆုံးဟာကိုကျွန်တော်နှိပ်လိုက်ထပ်မှန်ပြီးတော့ကျွန်တော်တို့ဒီမှာကြိုက်တဲ့ဟာလူဦးရေနေတဲ့ဟာတွေရွေးပြီးတော့မှသုံးပေါ့နော်ကိုကြိုက်တာကိုသုံးလို့ရပါဖြိုနှိပ်လိုက်အဲ့ပါနော်ထပ်မှန်ပြီးတော့မှကျွန်တော်နာရီချိန်လို့နော်နာရီရကြတော့တစ်ခါဆိုရင်ဒါ12နာရီကျွန်တော်ချိန်လို့ရတယ်တကယ်လို့ကုံသွားရင်ထပ်ချိန်ပေါ့နော်ကျွန်တော်ဗီဒီယိုလေးတော့ကြည့်ပြီး10မိနစ်လောက်တော့ကျွန်တော်ဗီဒီယိုကြည့်ပေးရတယ်နော်โอเคပြီးတော့ဆိုရင်ဒီမှာကျွန်တော်တို့က detail ဆိုတဲ့နေရာလေးအမှရွေးပေးရမယ်ပေါ့နော်အလဲက detail ဆိုတဲ့နေရာလေးကျွန်တော်ရွေးပေးရမယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ဒီမှာ detail ဆိုတဲ့နေရာလေးနော်အဲ့ဒီအရာလေးရွေးပြီးတော့ဆိုရင်ကျွန်တော်အောက်မှာကျွန်တော်များပြပေးထားတဲ့နေရာနှိပ်ရမယ်စိမ့်တော့အောင်နော်ဟုတ်ပြီပြီးရင်ကျွန်တော်ဘက်ထွက်လိုက်ပြီးရင်ဒီမှာ VPN ဆိုပြီးတော့ပေါ်နေလိမ့်မယ်ပေါ့နော်အဲ့ဒီပုံစံမျိုးပေါ်လာပြီဆိုရင်ကျွန်တော်ဒီမှာ internet လေးဖွင့်ပေးပါနော်ကျွန်တော်ပိတ်ထားတယ်โอเคဒါဆိုရင်ကျွန်တော်တို့ internet ကိုတလားကို40ဘတ်ပဲအရန်တန်เนาะကျွန်တော်တို့ခါတိုင်းလိုမျိုး300 200 300ကျွန်တော်ထည့်ပြီးတော့မှစမှတ်စရာမလိုအရန်တန်တယ်ဒီမှာကောင်းလဲကောင်းတယ် line လဲကောင်းတယ်ဗျာဂိမ်းဆော့လို့လည်းရတယ်လို့ဗီဒီယိုတွေစကားတွေကြည့်လို့လည်းရတယ်ရက်90 3လဆိုရင်တော့မှကျွန်တော်90နဲ့မှတစ်ပတ်ပဲ60နဲ့တစ်ပတ်ပဲအရန်တန်တယ်เนาะ